အားလုံးပဲမင်္ဂလာပါခင်ဗျာဒါရီလာတဲ့ page ကနေပြီးတော့မှကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ဒါရေတဲ့ကြီးစိုးတဲ့ရာသီကွင်းတွေဖြစ်တယ်ပေါ့နော် Scorpio တွေအတွက် October 23ကနေ November 21အတွင်းပေါ့နော်မွေးဖွားလာတဲ့ဒါ Scorpio တွေအတွက်ပေါ့နော်မမြင်ရတဲ့အဆောင်ရှောက်တွေရဲ့ဒါ message ကဘာတွေဖြစ်မလဲလက်ရှိမှာအခုရဲ့အခြေအနေနဲ့ပတ်သက်ပြီးဘာတွေဖြစ်နေရလဲဘာတွေဆက်ဖြစ်မှာလဲဘာတွေကိုဘယ်လိုပုံစံမျိုးနဲ့ဒါကာကွယ်ပြီးတော့မှပေါ့နော်ရှေ့ဆက်သွားရမလဲဆိုတဲ့ guidance တွေကိုဒါဖတ်သွားပေးမှာပေါ့နော်Okay ဆိုတော့ Scorpio တွေအသေးကွဲနေရဆိုတဲ့ပုံစံမျိုးကိုတော့ပြတယ်အသေးမကွဲဘူးဆိုလို့ရှိရင်တောင်မှပဲလက်ရှိမှာအခြေအနေနဲ့ပတ်သက်ပြီးတော့မှနာကျင်စရာတွေကိုယ့်ရဲ့ relationship တွေပြီးလို့ရှိရင်တကယ်ချင်းပေါင်းသင်းမှုဆက်ဆံရေးမှာပေါ့ဒီကတော့ relationship တွေမှာနာကျင်မှုတွေခံစားနေရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဒီမှာတော့ heartbroken ဖြစ်နေတဲ့ energy မျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်တာပေါ့လေနော် Okay all about children တွေပဲကြာတယ် Okay ဆိုတော့အချိန်လိုမျိုးဆိုတဲ့နမိတ်တွေပြနေတယ်Scorpio Okay ဒီမှာလာပြတဲ့ energy ရဆိုလို့ရှိရင်တော့ဒါခုနလည်းပြောခဲ့သလိုပါပဲ Scorpio တွေလက်ရှိမှာပေါ့နော်ဘာလဲကိုချစ်ရတဲ့သူရဲ့တစ္ဆာဖောက်ခြင်းကိုခံရတာမျိုးတွေပြီးလို့ရှိရင် that person ကြောင့်မလို့စိတ်နှောက်ယှက်ဖြစ်နေရတာမျိုးတွေနာကျင်ကြေကွဲနေရတာမျိုးတွေအဓိကတော့ကိုချစ်ရတဲ့သူကြောင့်မလို့ကိုနာကျင်နေရတဲ့ခံစားချက်မျိုးကျွန်တော်ပို့ပြီးတော့မှမြင်နေအဲ့တော့စိတ်နှလုံးတွေကြေကွဲနေရတယ်တအားကိုစိတ်ပင်ပန်းနေရတဲ့ energy မျိုးရှိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတော့တွေ့တယ်အဲ့ဒါကြောင့်လည်းဖြစ်ပါလိမ့်မယ်ဘယ်သူနဲ့မှလည်းအပေါင်းအသင်းမလုပ်ချင်ဘူးကိုယ့်နဲ့ကိုယ်အေးစစ်စစ်ပဲနေတယ်အားလုံးကို surrender လုပ်ထားတယ်ဘာမှလည်းစူးစမ်းချင်စိတ်မရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့အပြင်မှာဘလောက်ပဲဟန်ဆောင်တာကိုယ့်ရဲ့နှလုံးသားအတွင်းပိုင်းထဲမှာအရန်ကိုကြည်မွားပျက်စီးနေတဲ့ energy မျိုးကိုကျွန်တော်ပို့ပြီးတော့မှမြင်နေအမြဲတစေလေးပဲတစ်ဆက်နာကျင်နေတဲ့ပုံစံမျိုးပေါ့ဘလောက်ပဲအဆင်ပြေပေါ့နော်ဘလောက်ပဲဒီမှာလာပြတဲ့ energy အရဆိုလို့ရှိရင်တော့နာကျင်နေတယ်အဲ့တော့ဒီ relationship နဲ့ပတ်သက်ပြီးတော့မှကိုပိုင်ဆိုင်ထားတဲ့အရာနဲ့ပတ်သက်ပြီးတော့မှတော်ပြီးငါလုံလောက်ပြီးငါအရန်နာကျင်နေပြီဆိုတဲ့အတွေးသူမှရှိနေတယ်ပြန်သွားဖို့ထက်စားလို့ရှိရင်လွတ်ချဖို့ပို့ပြီးတော့မှစူးစမ်းနေတဲ့ပုံစံမျိုးပို့ပြီး stable ဖြစ်တဲ့ light တစ်ခုကိုငါသွားတော့မယ်ဆိုတဲ့အတွေးဒီမှာလာပြီးတော့မှပြတယ်အဲ့ဒါကြောင့်ထင်ပါတယ် universe ရဲ့ရှေ့ဆက်ဖြစ်လာမယ့် energy မှာဘာကိုပြနေရလဲဆိုလို့ရှိရင်ねအဲ့တော့ပို့ပြီးတော့မှပေါ့နော်ဒါကိုယ့်ရဲ့ဘဝအသေးစားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပို့ပြီးတော့မှ stable ဖြစ်တဲ့ life ကိုကိုယ့်ဘက်ကစပြီးတော့မှရွေးချယ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုလည်းမြင်တယ်ကိုယ့်ရဲ့ဘဝကပို့ပြီးတော့မှလွတ်လပ်လာမယ်ပို့ပြီးတော့မှလည်းပဲစမ်းစာတာပွင့်ထမ်းလာမယ်ကိုယ့်ကိုလူချစ်လူခင်တွေပေါ်လာလိမ့်မယ်ကိုယ့်ရဲ့စိတ်စေတနာတွေကလည်းကိုယ့်ရဲ့စိတ်တန်ရာတွေအားလုံးကလည်းပဲဒါဖြေလျော့သွားပြီးတော့မှပေါ့နော်ကိုယ့်ရဲ့စိတ်ချစ်ချင်းမေတ္တာကိုလက်ခံပေးမဲ့သူတွေလည်းအများကြီးပေါ်လာမယ်ကိုယ့်ကိုမေတ္တာပေးမဲ့သူမျိုးတွေလည်းအများကြီးရှိလာမယ်ဆိုတဲ့ပုံစံမျိုးလေးတွေပြတယ်ပြောချင်တာကကိုယ့်ရဲ့နာကျင်မှုတွေကိုကိုယ်တိုင် healing လုပ်ပြီးတော့မှကောင်းမွန်စွာရှောက်လန်းလာနိုင်မယ့်နမိတ်လို့ကျွန်တော်မြင်တယ်အရာအလုံးကိုလွတ်ချပြီးတော့မှပေါ့ပါနဲ့အဆင်ပြေစွာကိုယ့်ရဲ့ဒဏ်ရာကိုပူစားနိုင်မယ့်နမိတ်ပို့ပြီးတော့မှရှိရလို့လည်းကျွန်တော်မြင်တယ်ပေါ့နော်Okay ဒီမှာလာပြတာကလေဒါပေမဲ့လည်းပဲတဲ့အဲ့တော့အချိန်တစ်ခုတော့လိုလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်ကိုယ့်ရဲ့ခံစားချက်ကိုယ်နှလုံးသားထဲမှာတကယ်ထိခိုက်ကြေကွဲနေရတဲ့အရာတစ်ခုကိုဒီမဖုံးကွယ်စတမ်းပေါ့နော်တရားကိုဖွင့်ပြောဖို့လိုမယ်ကိုတကယ်နားလည်လက်ခံပေးနိုင်မယ်စိတ်တူကိုယ်တူရှိရဲ့လူတစ်ယောက်ကိုပြောပြလိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှလည်းပဲဒါအကျိုးတရားမှုရှိလိမ့်မယ်တဲ့ဆိုတော့အချိန်တစ်ခုတော့ယူလိမ့်မယ်နော်တဲ့အချိန်တစ်ခုတော့ကြာလိမ့်မယ်စိတ်ရှည်ဖို့တော့လိုမယ်ဆိုတဲ့နမိတ်ကိုလည်းပြတယ်နောက်တစ်ခုကကြတော့လေကိုကလေကိုယ့်ရဲ့ relationship လက်ရှိရထားတဲ့ relationship မှာဒါအချစ်မခံရတာအခြေအနေနဲ့ပတ်သက်ပြီးတော့မှနာကျင်ရတာအဲ့ဒါကြောင့်အားလုံးကိုတင်ကြုံပြီးတော့မှငါအချင်းနဲ့မထိုက်တန်ဘူးလူတွေအားလုံးကငါ့ကိုမချစ်ကြဘူးသူတို့ကငါချစ်ပေးတဲ့လောက်ပြန်ချစ်မပေးဘူးချစ်ချင်းမြတ်တာတွေကအတူရောင်နေပါဆိုပြီးတော့မှ level မတက်လိုက်ပါနဲ့အဲ့တော့ဒီလိုဖြစ်နေရတာဒီလိုချင်းတွေကနေပြီးတော့မှရုံထွက်ချင်တယ်ဆိုရင်ကိုယ့်ပုံမှာတကယ်ချစ်ပေးရတကယ်မေတ္တာပေးတဲ့သူတယောက်ကိုကိုယ့်ဘဝတွေကိုဆွဲသွင်းမှာမြင်အောင်ကြည့်ပါကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ကိုတကယ်ချစ်နေတဲ့သူတွေရှိတယ်တငယ်ချင်းလားကိုယ့်ရဲ့မိဘလားကိုယ့်ရဲ့မောင်နှမလားသို့မဟုတ် new person လားအဲ့လူကိုကလေဝင်ပြူလိုက်မယ်သူရဲ့ချစ်ချင်းမေတ္တာကိုမြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဝကြီးဟာကိုဖြစ်နေတဲ့ခံစားချက်တွေကအများကြီးပြေလျော့သွားလိမ့်မယ်လို့ငါပြထားပါတယ်ဒါကတော့ Scorpio တွေအတွက် reading ပေါ့နော်